အားလုံးမင်္ဂလာပါရှင်မုံငါစားကြပါဦးဒီနေ့အိမ်မှာတာယာဝတီမုံရင်းငါဘုံမမုံငါချက်စားတယ်ရှင်ဒါဆိုမြင်နှစ်ခေါက်ရှိပြီကိုအိမ်ချက်လိုက်ရအတိုင်းပဲနော်မြင်လို့လက်ပံဘက်ကဆွဲပြီမတလဲမှာအများမုံငါချက်ဆက်နေရမှန်အဲ့ဒီပြန်လာပြောလိုက်ဦးတအားသဘောကျတယ်သူ့အမေကိုလန့်ကြွားနေအမေတဲ့မုံငါတဲ့ဗယ်ဒီမင်းထုတ်တာပြောရတယ်တော်တော်ကောင်းတာသူတို့ကရွာမှာသူတို့အလူတွေပါတယ်မှာအများနဲ့ချက်နေကြသူတို့သားမိတွေကတော့ပိုသိတယ်ပေါ့နော်အိုးကြီးခွက်ကြီးတွေချက်နေလူဦးရေ100စား50စားလို့ချက်နေကြဆိုတော့အထောက်ထောက်ထားနေမှုနေအဲ့ဒါမှငဖယ်တွေကလည်းပေါင်သေးတယ်ပေါင်တော့ကိုအဲ့ငါတို့ကဖောက်လက်စားပြပါမယ်နော်ကတော့သူ့မှာပါတယ်မွေးငါဒါမှပါငယ်ဦးမကလည်းဒါမြင်းတို့ပြောတယ်လက်ထောင်းမညက်တညက်တောတောင်းပြောတာတောတောင်းမင်းတို့လည်းဗရမကတောတောင်းလို့ပေါ့အာရဝနီနဲ့လည်းဗရနီနီလေးလေမွေးငါတော့ကြိုက်ပြီမယ်ကိုဒေတာဘက်ကမွေးငါဆိုတော့ပို့ပြီးတော့တားရတာစိတ်တိုင်းကြပါဘောနော်တခြားဒေတာမွေးငါကြတော့မွေးငါတော့ကြိုက်တယ်မယ်ကိုဒေတာဟာတော့ပို့ကြိုက်တာအဲ့ဒါမင်းဘာနဲ့ထက်လာဟိုဘာတက်လာပါငါကောင်းတဲ့အင်းနဲ့ကြိုက်တယ်ဒါစပိုးဆောင်နဲ့တယ်လားမင်းစပိုးဆောင်နဲ့ဒါအကြိုက်တယ်အဲ့ဒါနဲ့နင်တို့ပြီးပြင်ကိုလေးတော့အစာပလာပြန်ထည့်ရတယ်ဗောနော်မြေကောင်းလိုက်တယ်မွေးအဓိကအနံ့အဲ့အနံ့ကမြင့်တို့လက်ပံအနံ့မျိုးလက်ပံမွေးကအနံ့တာယာဝနဲ့လက်ပံနည်းနည်းလေးလေတာယာဝလက်ပံ30တာယာဝလက်ပံနည်းနည်းပကိုးတိုင်းညပကိုးတိုင်းသူလက်ပံမြို့ပေါ်မှာမြို့လေကောင်မှာမွေးတာမြို့သူဒါပေမဲ့မြင်ကတော့သူလို့ပြောခံရတဲ့ဘောကြတာတော့သူပဲပြောကိုအမျိုးတွေနေတာများသွားပြီတော့တယ်လို့ချစ်တာတဲ့နဲ့ထမင်းလေးထည့်နေတာမွေးငါ့ကိုထမင်းထည့်မှာนี่ကတော့မြင်းတို့မွေးငါချက်စားရပေါ့နော်မနေ့ပိုင်းစားပြီးမွေးငါအနှစ်ကဘုံမနော်တာယာဝရီကဘုံမမွေးငါမြင့်တာနှစ်ခေါက်ရှိပြီသူ့ရငရုတ်သီးဟိုကမြင်းမွေးငါအေးဦးပြမယ်နော်မင်းကထမင်းလေးနဲ့စားမကြိုက်တယ်မွေးငါတဲ့ထည့်ပြီးတဲ့မွေးငါငရုတ်သီးအမှုံကလေမြင့်တာလက်ပံဘက်ကပုံစံမျိုးလေးဟိုမှာကိုကတော့စားနေမွေးဟိုကတော့လုံးဝဒါတော့မပြောဦးလို့စက်တုံးရတော့ကိုယ်ပြန်ထည့်တာပေါ့နော်သူ့ရဲ့မွေးငါတော်တော်လေးကိုကောင်းတယ်မြင်းနှစ်ခေါက်မြောက်ရှိပါပြီရှင်မစားကျင်တဲ့သူတွေဖုန်းနဲ့ပဲတင်ပေးမယ်တာယာဝရီကနော်ဒီမှာကျန်တဲ့အစာပလာတော့ကိုယ်ထပ်ထည့်တာပေါ့နော်ညပြီးတော့ကိုယ်အရင်ငပြုံးမွေရလဲထပ်ထည့်လိုက်တယ်ငပြုံးမွေကြော်ပြီးသားလေမွေးငါနဲ့ထဲရန်ကောင်းဝင်းနေရပဲသူ့မှာငဖယ်တွေအများကြီးပဲပါတယ်ငဖယ်ကြော်ပြီးသားလေညောကြီးပဲတော်နဲ့စားကောင်းမွေးငါကောင်းကောင်းကြိုက်တဲ့သူလေးတွေမြင်းတို့ပဲကိုးတိုင်းဘက်ကတာယာဝရီမွေးငါပေါ့နော်ဒီမှာဘုံမအနှစ်ထုတ်တကယ်ကိုရမ်းကြိုက်တယ်မြင်းကတော့လက်ပံသူဆိုတော့အဲ့ဘက်ဒေတာနဲ့တူနေတော့နီးနီးလေးတွေလေတာယာဝရီ30လက်ပံနီးနီးလေးဆိုတော့လက်ပံကိုလွမ်းတယ်အဲ့ရတာရတယ်မင်္ဂလာပါရှင်မဘုံမမွေးငါတာယာဝရီကနော်ချက်စားပါရရှင်ဒီအနေလေးတော်ပြီမဝင်းနေရောပဲဒါနှစ်ခေါက်ရှိပြီမွေးငါသူ့ရဲ့ငရုတ်သီးမမြင်းတော့ဒါအိမ်မှာပဲသီးတို့ဂေါ်ပီးတို့နန်းမင်းတို့မှာအိမ်ကကလေးတွေကြက်ပြီးစားကြတော့နော်ကလေးတွေချက်သေးမှမွေးငါကြက်ပြီးနော်ဟိုဘက်ကကလေးတွေလည်းပြောလာအောင်မွေးငါကြက်ပြီးလို့တပူတာအေးဘိုက်ကလည်းစားနေပြီမွေးငါချက်တာနောက်ကြပါဒါငါပြောဦးလို့ပါတော့ကိုယ်ပြန်ထည့်တာပေါ့နော် तू ကမွေးငါဒီကမြင်းတို့လက်ပံဘက်ကပဲဟိုငါဖက်ဖက်တွေလည်းအများကြီးပဲငါးဖက်တွေနဲ့ရောစားလို့ကောင်းတယ်ဝေးနေရပဲကိုယ်အိမ်ချက်စားသလိုပဲတကယ်ကိုယ်အိမ်မှာချက်စားသလိုလေးပဲအပြည့်ကျဲရတော့ကိုယ့်ဘာကိုရေ
ချိန်မိထဲပေါ့နော်ညင်တော့အရန်ပြည့်ကြီးလည်းမကြိုက်တော့နဲတယ်မွေးတယ်အကျော်ဆိုရင်လည်းအဲ့လိုမွေးကြီးကမရောက်သေးအကျော်ပြော့သွားတယ်ပွားသွားတယ်အကျော်ဆိုမကြိုက်ဘူးလို့အကျော်ဆိုအဲ့လိုလေးကြိုက်တယ်ကောင်းလိုက်တာဟုတ်တာကဲစားကြပါအောင်စားတော့မယ်ငါကြိုက်တယ်ပေါ့နော်ကို့အချစ်တူမြင့်လေတာယာဝတီကဘူမမွေးငါကိုမြင့်တကယ်ကိုဝယ်စားစေချင်ပါတယ်ပေါ့နော်မွေးငါကြိုက်တဲ့သူလေးတွေပေါ့နော်ရွေးချက်ရတာအရန်တဲ့အစင်တဲ့အရင်မမြင့်ရဝင်တဲ့အမတော်မှာသူရွာပြန်ရင်တဲ့ဒီကဝယ်သွားချင်လို့တဲ့မွေးငါစချက်ပြီးဆိုတော့မွေးတာပဲဒီငပြောဦးတွေကတော့မြင့်မြင့်ထဲတာပေါ့ကြက်သွန်စားပလားတော့ तू ကအဲ့ဘူမမွေးငါမှာပါတာလေငဖဲနိုင်ချင်းမသိလားငဖဲကိုကြော်ပြီးသားလေးတို့လေညှက်ထက်ထားတာလေဒါမြင့်ပထမတစ်ခေါက်လဲစားခဲ့ပြီးသွားပြီးဒါနောက်တစ်ခေါက်ပေါ့နော်ဒါမြင့်တို့ဘကိုးတိုင်းတာယာဝတီပေါ့နော်တာယာဝတီကနေမွေးငါကိုလေလုံးဝတကယ်စိတ်တိုင်းကြစီမှာမွေးနေရောပဲဒါမစုသေးပါဘူးနော်မြင်ရတော့ငပြောဦးလေးကြိုက်တော့မြမြထဲတယ်ကြက်တုံဦးကကိုကြိုက်တော့မြမြထဲတယ်အဲ့လိုပေါ့အဲ့တော့ဟိုတကယ်ကိုမလေးမွေးငါကောင်းကောင်းကိုအရန်တဲ့အစင်တဲ့နဲ့ချက်စားခြင်းနဲ့ကိုယ့်ရဲ့လူကြီးမိဘတွေမြင်ဒီဘုံမမွေးငါလေးကိုတကယ်ကိုညွှန်းပါတယ်လို့နော်တကယ်ကိုစိတ်ကြိုက်တွေးစေမှာပါဟို100မှာလူ90လောက်ကတော့တေချာပေါက်တွေ့မှာဟိုဒေတာတွေလည်းမတူကြဘူးလေတချို့ကျတော့ဒေတာလိုက်မွေးငါလေးစိတ်ကြတယ်ဒါတော့မြင်တို့လက်ပတန်းဘက်ကတာယာဝတီဘက်ပေါ့နော်ဘကိုးတိုင်းတာယာဝတီမျိုးပါပေါ့နော်တကယ်ကိုကောင်းတာဒါမစုသေးဘူးနော်ဒါရေမနာသေးဘူးတော်တော်လေးကိုလည်းအဆင်ပြေတယ်ဒါမြင့်တာဆိုရင်2ခေါက်ရှိသွားပြီနော်ကောင်းလို့ပြန်ညွှန်တာပါရှင်နော်မြင့်တို့လက်ပတန်းဘက်ကလက်ရကိုလက်ပတန်းတော့လွမ်းနေတကယ်ကောင်းပြီးတော့ဒီမွေးကအနံ့ကိုရလိုက်တာတော့သိနေကိုင်းတော့အဲ့ထက်မှထည့်ပြီးတော့ငရုတ်သီးလော်မုတ်တွေပါဆိုလဲစေတနာအရန်ပါတယ်မြင့်ငရုတ်သီးလော်မုတ်ကြီးများတယ်အဲ့ဒါမြင့်တို့လက်ပတန်းဘက်ကပုံစံအတိုင်းငရုတ်သီးလော်မုတ်လေးတွေဆိုလဲတေချာလေးကိုစေတနာပါတယ်အဲ့လိုမျိုးထည့်ပေးထားတာငရုတ်သီးလော်မုတ်ရဲ့အရသာအဲ့လိုမျိုးမကျင်တန်ငပြောမြင့်ကကြိုက်လို့မွေးငါစားခြင်းနဲ့ကိုယ့်ရဲ့အချစ်တွေခုနကလည်းမြင့်တင်ပေးမယ်ဒါမစူသေးဘူးအမြင့်ကဒီထဲကိုငပြုတ်ငွေလေးတော့ပြန်ထည့်တယ်ဟိုကလေအယောင်ကဒီလောက်မရဲဘူးဟိုဒီလောက်ဟိုကမဖြူတာမြင့်ကငချင်းပြုတ်ငွေမြင့်တို့ရောက်နေငချင်းပြုတ်ငွေကြော်လေးပြန်ထည့်လိုက်လို့သူမြင့်တို့လက်ပတန်းဘက်ကမွေးငါကြတော့မျိုးတော့ရှိတယ်အယောင်ကတော့တော့မြင့်မွေးငါဆိုအဲ့လိုရောင်ရဲကြီးတွေဆိုတော့ဒါမှမကြိုက်ဒီနေ့ဆိုတော့ပဲဒီဒါပေမဲ့အဲ့ဘုံမမွေးငါအယောင်ကတော့ဒီအယောင်လောက်တော့နည်းနည်းဟိုကပေါ့နော်အယောင်မလှဘူးပေါ့နော်သူကကျတော့အယောင်ဝင်းဝါလေးကွာအဲ့လိုဒီလိုအနီဘက်တိတ်မသွားအောင်အဲ့ဒါကိုပြောချင်တာမမမြရေကျေးဇူးအများကြီးတင်ပါတယ်ဒီမှာကြည့်အောင်အရန်လာတယ်ဒီကောင်လေးအောက်ကလည်းအစိမ့်လေးနဲ့မကြည့်အောင်ဒါမြင့်တို့ဒီထုတ်ကုန်ဖြစ်တယ်မမမြပေါ့နော်ဒီမမမြရဲ့ထုတ်ကုန်ကအမသူ့ရဲ့ local brand လေးနဲ့ထုတ်ထားတာပါဒီမှာကြည့်အောင်အဝတ်စားဆိုတာမြင့်အမြဲပြောပါတယ်နော်မြင့်အထည်ဆိုင်မှာဘိုးကျိုးစေးအထည်ဆိုင်ဒီမှာလည်းမြင့်ဟိုပေါ့နော်ဝန်ထမ်းလုပ်ခဲ့ဘူးတော့လေအဲ့ဒီကပညာတွေလည်းမြင့်မှာရခဲ့တယ်ဒါပွင့်လို့အထည်ဆိုတာအဲ့ဒီပိုင်ရှင်မပြောညီမလေးဒီလည်းမြင့်ဝစ်ချီမှလှတာဆိုလို့စကားရမ်းမှန်တယ်မြင့်ဆိုအဲ့ဒါ customer တွေအမယူဝစ်ချီအမဝစ်ချီဒီလိုကြည့်လို့မလှဘူးဝစ်ချီမှဟုတ်တယ်တကယ်လှတာမြင့်ဒါစဟိုကဖြစ်တော့အဲ့လောက်ကြီးမထင်ဘူးဒါပွင့်လင်းပြောပြတာပေါ့နော်အခုဝစ်ချီလိုက်တာလေခုနမကြည်တဲ့စိတ်တောင်မှလေအဲ့ဝစားဝစ်ပြီးတဲ့စိတ်ကကြည်သွားတာဗျာပထမဟိုနည်းနည်းဒီနေ့အပြင်းတက်နေ6ကလည်းနည်းနည်းကိုင်နေအခုအယိုးကြောသွားမယ်ပေါ့နော်ဓမှန်ရိုက်မယ်စိတ်ပူနေတဲ့သူလေးတွေလည်းပေါ့နော်မြင်ရတစ်စမ်းမှအငြိမ်မနေတာအဲ့ဒါမကြည့်လှလိုက်တာလို့လှလိုက်တာအကြီးပဲနော်အကြီးပဲမြင့်တော်ဆွဲဆုပ်တာမြင့်ပေါင်140ကိုမကြည့်အောင်မကြည့်အောင်အသားကမမင်းနဲ့နော်တဲလေးတို့ကျမအားရနေတအားသဘောကျနေလို့အသားတအားကောင်းတာတော့နောက်ကဟိုကလေမသိလေစောင်းဟိုလေချီဆောင်ထူကြီးတို့ချုပ်ထားသလားမဲ့တယ်နော်ပြော့ပြတာလေးတွဲလေးနဲ့လေအသားထူကြီးပဲနော်မကြည့်အောင်အဲ့ဒါမြင့်နောက်ကိုဒီမှာအကြီးပဲအဲ့နောက်ကိုဒီလိုလောက်ရတယ်လက်ကလည်းဒီမှာကြည့်အောင်မြင့်တဲ့ပေါင်ကြီးတဲ့သူတော်ဝတ်လို့ရတယ်လက်ကလည်းကြည့်ဒါပေမဲ့မြင့်တို့ကြည့်ကောင်းတယ်လေနော်ဒါမှဒီလိုပွားတယ်ဆိုပြီးမကြည့်အဲ့ဒါနော်ပြတာအဲ့မမမြရှိရပါရှင်မမမြရဲ့ local လေးနဲ့ထုတ်တာနော်ဒီမှာဒီဟာလေးဆိုလဲမကြည့်အောင်ချစ်စရာလေးဒါပေမဲ့မြင့်ဝတ်ပြမယ်နော်ဒါပေမဲ့အင်ကြီးဝတ်စားဆိုတော့မြင့်ခုနပြောဆိုဝတ်ပြမှလာတာလို့နော်ဒီမှာတစ်ထည့်ပြန်လေးတယ်သေးကြတယ်ဒီဟာလေးကပို့ပြီးတော့မြင့်မျက်လုံးနဲ့မှလာမယ်မြင့်အပွင့်ကြိုက်တော့လေပန်းလေးတွေကြိုက်တော့လေမကြည့်လိုက်ပြီးတော့မြင့်လက်ကဒီလက်ကမြင့်ရဲ့အကြိုက်ဒါတခါတည်းလဲပဲမြင့်ပြော့ပြတာပေါ့နော်မြင့်အကြိုက်ဘာလို့မြင့်ရဲ့အကြိုက်လို့ပြော့ပြတာဘာလို့မြင့်တော့ဝရတယ်လက်မောင်းနေပေါ့နော်တုတ်တယ်ပေါ့နော်အဲ့ဒီခါကျတော့ကိုယ်လက်မောင်းလေးကိုဒီလိုလေးကြတော့မသိတာဘူးမကြည့်အောင်နော်ဟမ်ဟောရကြမကြည့်ဒါလေးဆိုတော့ဒါဝစ်ကြီးမှလာမှာနော်ဝစ်ကြီးမှလာမှာနော်တွဲပြီးတော့လေအထင်ကလေအဝတ်စားတစ်ခုကိုမြင်ကြိုက်ရင်ဘာကြိုက်လဲဆိုတော့ဒီမှာအဆက်ကလေးလည်းပါတယ်အတူတူပဲဒီမှာလည်းအဆက်ကလေးပါတယ်လို့ကြိုက်ခဏမဆိုင်တော့ပြောပြချင်တာတကယ်အရင်ကြိုက်လို့ကျေးဇူးလည်းအများကြီးတင်တယ်နော်ဒီမှာသူကလေဒီမှာလေမယိုသိကြတော့နော်ဒီမှာကြည့်လိုက်ဒီရှေ့မှာလောက်ထားတဲ့ဒါလေးတွေရဲ့ဒီဟာလေးတွေကချစ်စရာလေးလို့နော်အဲ့တော့အဝတ်စားတစ်ခုကိုမြင်ရလေဝယ်ပြီးဆိုရင်လေဘယ်လိုပြောမလဲအခုနဲ့မြအသားလေးက
ကိုခန္ဓာကိုကတ်လိုက်ရင်ကိုစိတ်တက်တောင့်တက်တာရှိစေမယ်အသားကိုကိုကြိုက်တယ်တကယ်ကောင်းပြောတာတခါကျအင်ကြီးပုံစံဒီဇိုင်းတွေမလှတော့မှအသားကြိုက်လို့မြင်ဝတ်တာအဲ့လိုလေးတွေရှိတယ်လှလိုက်တာမကြည့်ဘူးချစ်စရာလေအောက်ဆုံးကအစိမ့်လေးကမြင်ကိုရဲ့အကြိုက်တွေ့သွားလားမသိဘူးနော်အစိမ့်လေးကလုံးဝနော်တွေ့လားချောပဲလားအခုစိတ်ကတော့မဆောင်နဲ့စိတ်မရှိဘူးတောင်းမယ်ပြောလိုက်ဟိုတကူထားလို့လိုက်တောင်းမယ်ပြောလိုက်ဒီတကူထားလို့လိုက်နော်အေးနိုင်တယ်နော်ပြင်မနာဖန်နေချစ်တယ်ဒီမှာဒီဘဘရှိရအချင်းတုတ်တွေ့ရင်ဝယ်စားအောင်နော်တကယ်စားကောင်းတယ်သမီးပေးမှာပြန်တင်ပေးနေတာပါဟာဒီမှာသမီးရဲ့ဖန်နေရှိတယ်ဟုတ်လားကောင်းလို့ခုနအတိအစမ်းမိကြည့်တာလက်ဆက်နေရောပဲမဒီဘဘအောင်နော်မိကြည့်ပါဦးမဝဲတဲ့ကဲအဖစီပနာကောင်းတယ်အဲ့လိုဖြစ်နေကောင်းတယ်အတိလေးကိုလက်ပြီးကျွတ်နေရပဲနော်မဒီဘစပိန်နဲ့ဘဘမောင်နဲ့ရောဘဘမှာဒီယူစားလိုက်တာစားကောင်းနော်အတီးလေးရေခဲစိန်တာတော့အေးနာဒီအတီးဆုံးအားလုံးပဲမင်္ဂလာပါရှင်ပြောရင်စသိန်းရထားအဲ့မှာထားတော့မယ်ခုနပြောပြီးသွားတော့လေနော်အားလုံးပဲမင်္ဂလာပါရှင်ဒါမြင့်ရဲ့မိထီလာကိုစလဲရန်ကုန်လိုင်းနေတယ်တမီးလည်းစကားတွေရှိမှဆက်နေတော့နေပြီးတော့လိုင်းနဲ့ဒီမှာမိထီလာကိုစလဲအမရှိမှာတဲ့အမြဲတမ်းဟင်းဝယ်တဲ့အမကသူသားလေးရှင်ပြုတ်အတွက်ပေါ့နော်မိထီလာကိုစလဲအမရှိမှာအမြဲတမ်းဟင်းဝင်နေကြအမတယောက်ကသူသားလေးရှင်ပြုတ်အတွက်စူပူးလေးကိုပေါ့နော်တခါတည်းပေါ့နော်ပတ်ဆက်ကလေးထည့်ပေးခဲ့ပါတယ်ဘယ်လောက်လဲဒီမှာ9000ပေါ့နော်မြစ်လက်လေးနဲ့ထိပြီးတော့ထည့်ပေးပါတဲ့ဒါမြစ်ကထည့်ပေးပြီးဝင်လဲမြစ်ဖះเจ้าဆောင်မှာအမြဲတမ်းဒါကောင်းတာတွင်ကောင်းတာဖြစ်ပါတယ်နော်ဒါမြစ်တာလေးပို့ပေးပါတယ်ဘာမှဟိုလိုကြီးဆက်ပြမဟုတ်ပါဘူးဒါမြစ်ကိုချစ်လို့မြစ်ကိုအဲ့လိုမျိုးလေးစိတ်ရှိလို့အဲ့တော့မြစ်ကလည်းဒါအမြဲတမ်းဒါစုဘူးကိုဆူတောင်းပေးမှမဟုတ်ဘူးဖះမှာလည်းအမြဲတမ်းဆူတောင်းပေးတယ်မြစ်ကိုချစ်တဲ့သူတွေရောဝင်းရံပေးတဲ့သူတွေရောဟင်းတွေဝယ်စားတဲ့သူတွေရောအမြဲတမ်းဆူတောင်းတယ်တမိဆူတောင်းပါဆူတောင်းသလားဟိုတပိတော့မှဟင်းကိုစားရတဲ့သူတိုင်းအစားစေးဖြစ်ပါစေအမြဲဆူတောင်းတာအဲ့တော့ချက်တဲ့ဟင်းအိုးတွေဆိုရင်လည်းအမြဲတမ်းတရရကုံဒါဟင်းအိုးတွေကိုလေတရရကုံရွတ်တဲ့ဒါအမြဲတမ်းဟိုကျမကြီးလည်းဖြစ်အန်ဒီရဲ့လည်းကင်းရှင်းအောင်ဒါကတော့မြင့်ရဲ့စိတ်ထဲကလာတဲ့အရာတိုင်းလောက်တာပေါ့နော်အခုလည်းဒါရှင်ပြုတ်တွက်ပါတဲ့ဆိုတော့ဒီကနေလည်းမြင့်ဆူတောင်းပေးပါတယ်ပြီးရင်လည်းဖះမတက်ဆူတောင်းပေးမယ်ဒီထက်မကလူနန်တိုင်းနိုင်ပါစေအလူကြီးလည်းအထမြောက်ပါစေဘာအနောက်ရှက်ဘေးဘေးကဘာမှမရှိဘဲနဲ့ပေါ့နော်အလူတစ်ခုဖြစ်ဖို့ဆိုတာလုံးဝမလွယ်လာပါဘူးเนาะအတားစီအနောက်ရှက်အမျိုးမျိုးတွေနဲ့ကြုံရတယ်ဘလောက်ပဲအလူအဲ့အလူတစ်ခုဖြစ်ဖို့ဆိုတာကိုတွေ့တွေလေမင်းတို့နယ်ဘက်မှာဆိုလို့အလူတစ်ခုဖြစ်ဖို့เนาะအဲ့ဒါကြောင့်မလို့အဲ့တော့အတားစီအနောက်ရှက်တွေမှန်သမျှကိုလည်းအောင်မြင်စွာကြော်လွှားနိုင်ပြီးတော့အရှင်ပြပွဲကြီးကိုလည်းလုံးဝကြီးကျယ်ခန္ဓာတိုက်မြိုက်စွာမိထီလာမြို့မှာလူနန်တန်းနိုင်ပါစေလို့မြင်ရဆူတောင်းပေးတယ်เนาะအဲ့တော့လေဒီတဲ့ကိုစူဘူးတဲ့ကိုလည်းဒီစူဘူးပြင်နောက်ထပ်စူဘူးတို့မြန်စုနိုင်ပါစေအဲ့ဒီစုနိုင်ဖို့အတွက်ကိုလည်းလုပ်ငန်းကံတွေအဆင်ပြေပါစေဒီစူဘူးကရတဲ့ပတ်စံမှန်သမျှဒီလည်းဒါတတနာကျုံမိသားစုကျိုးအများကျိုးအတွက်ဖြစ်တဲ့အတွက်ကြောင့်အမြန်ဆုံးအကောင့်ထဲဖော်နိုင်မှာပါလို့เนาะမြင်ဒီစိတ်ကိုမြင်အရန်ယုံကြည်တယ်ကျေးဇူးလည်းအများကြီးတင်ပါဒါမိထီလာကိုစလဲအမအရန်ရောင်းရတာဒါဟိုမတ်နေမှာကိုကဟိုဂရုထဲဝင်ကြည့်လိုက်တာပစ္စည်းကုန်ပြီဒီနေ့ရောက်မနှက်ပြန်ဆိုတပတ်ခါဆိုရှိတော့ဘူးပစ္စည်းအဲ့လို2ရက်ပဲရောင်းရလို့မဖြစ်သလောက်မှားတာလားဆိုတော့မဟုတ်ဘူးနော်ဒါမြင်ကတခါကြရင်လေကိုဟိုဟာလေတိတော့မှဒီကိုစလဲတွေရဲ့ရောင်းအားတို့အရန်ကြီးမြစ်တိတ်ပြီးတော့မတင်ပေးဘူးဘာလို့လဲဆိုတော့ဟိုရောင်းရတာကိုတိတယ်ဒီကိုစလဲအမသိတယ်ဝယ်တဲ့ customer သူပစ္စည်းလေးကုန်တယ်ဆိုရပါတော့တချို့ကြတော့လေကိုရီးယားတော့ဒါအားရှိစေချင်လို့ပြောလိုက်တဲ့ကြတာတချို့ကြတော့ဟိုပေါ့နော်တချို့တော့မလို့တော့သူတွေမုံတော့သူတွေပို့ပြီးအမုံတွေရှေးသေးတယ်မလို့စိတ်တွေပို့ရှေးသေးတယ်ဒါကြောင့်မလို့မြင်းကမပြောပြတာဖြစ်တယ်မြင်းတို့ရဲ့ရောင်းအားလေးတွေတခြားကြောင့်ကွယ်ဝက်ထားကြအရင်ပြောချင်တာပေါ့နော်ကိုရောင်းအားတွေနော်ပြောပြချင်တာပေါ့အဲ့တော့ဟိုကိုကလုပ်ငန်းမှာတိလာတယ်အော်မြင်းကကြတော့မုံတဲ့သူတွေကိုမရှိစေချင်တက်နိုင်သမျှကင်းရှင်းစေချင်အဲ့တော့ကိုယ့်ဘက်ကလည်းတက်နိုင်သမျှစင်ញင်ရတာပေါ့နော်ကိုကတော့ကောင်းသောစိတ်နဲ့လုပ်ပြီးမဲ့မုံတဲ့သူရဲ့စိတ်ထဲမလိုတဲ့သူရဲ့စိတ်ထဲကျတော့ပို့ပြီးတော့ကြီးထွားစေတာပေါ့အဲ့အတွက်ကြောင့်ဒါမပြောတာပဲရှိတယ်အရန်ရောင်းသွားကြတယ်မင်းတို့ကိုယ်စလဲတိုင်းဒီဒါပလောက်တာတော့တော်တော်ရောင်းရတယ်နောက်ကမြင်ရလဲစပိုးနဲ့တောက်လျှောက်ပြီးတယ်သူတို့ကမြင်ရလဲစပိုးတွေသူတို့တော့တအားအင်တိုင်းအားထိုက်ဆိုရင်လည်းတအားရောင်းရတယ်အဲ့လိုမျိုးလေးရှိတယ်တို့ကြောင့်လည်းတခြားစီးပွားလေးတွေမိသားစုကိစ္စလေးတွေလည်းရှိသေးတယ်အဲ့တော့မြင်ရကိုယ်စလဲတွေအကုန်လုံးကဘယ်လိုပြောမလဲအမြဲတမ်းအားရောရဆိုမရှိဘူးစိတ်ပြတ်သွားရဆိုမရှိဘူးနော်တခါကြရင်မြင့်မှာပြန် share ပို့တွေတောင်မှသူတို့မှာ order တွေအမားတို့မှာတက်နေပြီဆိုအ share ပို့ခဏရက်ထားကိုကအရန်နေ share ပြီးသူတို့ order တက်ပြီးတော့ပစ္စည်းကမပေးနိုင်ရင်လည်းအမှလာပြန်အောင်မယ်နော်ဟုတ်တယ်အားကြောင့်မတို့တော့သမီးမ share သေးဘူးနော်အဲ့တော့ဟိုပ
စ္စည်းမကောင်းလို့မရောင်းရတာမဟုတ်ဘူးလိုင်းကြောင်လည်းဖြစ်တတ်တဲ့ခါကျတော့အဲ့ကြရင်အမတို့စင်ပြေလာဝါဖြစ် share မယ်ဆို share ဖို့လေးပြန်ပြောနော်အဲ့လိုလေးတယောက်နဲ့တယောက်ကိုဂရုလေးနဲ့ပေါ့နော်မြင်တော့ကိုယ်စလဲတို့တိတန့်ဂရုလေးနဲ့ချိတ်ဆက်ပြီးတော့ပြောရတာပေါ့နော်အလုံးလုံးတဲ့ခါကျရင်တော့မြင်ကဘာနဲ့တူလဲအမေကြီးနဲ့တူတယ်နောက်ကနေဟိုမှာမမြင် on နေပြီနော်ဒီနေ့ကသွားပါပြဟိုမှာဂရုထဲမှာမြင် on နေပြီနော်မြင်ပြောနေပြီနော်ရောင်းရအောင်နဲ့မဟုတ်လှစေချင်ကိုဟင်းလေးကိုလှလှပပနဲ့ကြည့်ပြီးမှစားသုံးသူတွေလည်းအော်ကြည့်တာစားအောင်တခုတည်းနဲ့မဟုတ်ကိုဟင်းကိုဝယ်လိုက်ရင်အေဂျင့်မှုစိတ်ချမ်းသာမှုဟင်းတစ်ခုကိုဆူလကြက်မန်လာဂျာနဲ့ customer ဝယ်စားရတဲ့ဒီလိုမျိုးမြင့်လို့မဖြစ်စေချင်ဘူးဖြစ်လဲမြင့်မဖြစ်ချင်ဘူးထမင်းစားတဲ့အချိန်ဆိုဘလောက်ပဲအိမ်မှာကလေးပြောကြရစားတောက်နေတဲ့အချိန်ဆိုရင်မပြောဘာလို့ဒီအစားတောက်စားရတဲ့အချိန်ကတိတ်ကိုမှလူတယောက်မှလေနော်တန်ဖိုးကြီးတယ်လေနော်ဆူလကြက်မန်လာဂျာနဲ့လည်းမစားစေချင်အဲ့ဒါကြောင့်မလို့အဲ့ဒီရဲ့နောက်ပိုင်းမှာဟင်းလေးတွေဝယ်လိုက်ရင်လေညနာလေးမှာအေဂျင့်နေရမယ်အဲ့ဒါအမတို့ညအမအဲ့ဒါဘောနော်ကိုကြိုက်နေတတ်တဲ့အလှပလေးတို့ပြင်ကြဟိုခဏလေးကွာဒီစက္ကန့်လေးပေါ်မှာ15စက္ကန့်ဟုတ်လားမ3မိနစ်ခဏလေးနေရတာလေအဲ့ခဏလေးကိုမြင်ရတဲ့သူကိုစိတ်ချမ်းသာသွားအောင်ကိုကဒါဒီဟာနဲ့လှုပ်လို့ရဖြစ်တဲ့အတွက်ဒီဟာကိုအားဆိုင်အောင်မြင်အမြဲအဲ့ဒါနောက်ကနေခုနကတော့မြေကုန်းကလေးဆွဲပေးလိုက်တယ်ခုနမြေကုန်းကအဲ့မြေဆွဲပေးလိုက်တာအရင်လည်းမကြိုက်တော့ပပလေးဆွဲပေးလိုက်တာဖိတင်ပေးမယ်အရှင်စောင်းတွင်းလဲရောင်းရပါတော့လက်ကြီးရေခဲမှုဒီမှာလက်ကြီးမမကိုယ်တိုင်လာဖို့ပါတယ်တဲတဲလေးချစ်စရာလေးမမတဲတဲလေးလက်ကြီးရေခဲမှုတပုံးကို1000နော်မိုင်နော်ဟုတ်တယ်နော်ပရိုမိုးရှင်း1000နဲ့နော်စားရနော်စားရနော်1000ခုနှစ်တာအဲ့လို1000မြန်ဆိုဘယ်လောက်ကောင်းလိုက်မလဲလို့ပါနော်စောင်းနေမိုးနော်အေးလေမိုးရင်းတော့ဆိုပူတော်အမတ်တရဖြစ်တယ်လက်ကြီးရေခဲမှုကိုမိုးတွေရနေလဲလာဝယ်ကြတာမရဘူးလေရှင်နေကပူကနော်အဲ့လိုပဲပြောတာပဲဒါပေမဲ့တကယ်တော့အေးလေရောင်းရတာပဲလို့ပြောချင်တာ